တင်ကတင်ချညံ့တာမဟုတ်ပါဘူးတင်ချကိုလေးလာတဲ့ညီတွေမှားယွင်းနေတာပါဒီနေ့မှာတော့ဘယ်သူမှပြောပြမှာမဟုတ်တဲ့ဖြက်လန်းဒီတစ်ခုကိုကျွန်တော်မျှဝေပေးမှာပါတင်ချကိုအလွန်မြန်ဆန်ပြီးတော့ထိရောက်တဲ့ညီနဲ့လေးလာလို့ရတာကြောင့်တင့်အောင်နောက်ကလွယ်ကူနေတယ်လို့တော့ခံစားရပါလိမ့်မယ်ဒါကြောင့်အကြောက်တရားတွေကိုဘေးဖယ်ထားပြီးတော့တင်ချလာခလီးစားပါကွာလို့ပြောနိုင်တဲ့သူဖြစ်ဖို့အစဉ်သင့်ပြင်လိုက်ပါပထမဆုံးအနေနဲ့တင်ချာနဲ့ပတ်သက်ပြီးတော့ဘာလို့အခက်တွေ့နေရလဲဆိုတော့တင်ညံမကောင်းလို့လည်းမဟုတ်ပါဘူးတကယ်တော့တင်ကတင်ချာကိုမုန်းတာထက်ပိတ်မိနေတဲ့ခံစားချက်ကိုမုန်းတာပါပုံစံတစ်ပုတ်တွေကို2နာရီလောက်ထိုင်တွက်နေရတာဖော်မြူလာတွေကိုတရက်တွင်ပြန်ပြီးသွားတာနဲ့ဆောင်မွေးဝဲမှာကိုညံ့တယ်လို့ခံစားရတာတွေကိုတင်မုန်းတာပါမှတ်ထားမှာတင်ချာဆိုတာဘာသာရပ်တစ်ခုတည်းစကေးတစ်ခုပါလေ့ကျင့်ခန်းမလုပ်ပဲစစ်ပတ်ထွက်ချင်လို့မရသလိုပဲတင်ချာကလည်းမလေးကျင်ဘူးဆိုရင်လွယ်ကူနဲ့မရနိုင်ပါဘူးဒါပေမဲ့စနစ်တကျလေ့ကျင့်မယ်ဆိုရင်တော့လွယ်ကူသွားပါလိမ့်မယ်ပထမဆုံးနည်းလမ်းကတော့တရက်ကိုခေါင်းစဉ်တစ်ခုပဲလေ့လာပါလူအများမှားနေကြတာကတထိုင်နဲ့4-5ခန်းလောက်ကိုအတင်းလေ့လာပါတနေ့ကိုအခန်းတစ်ခန်းလောက်ပဲအာရုံစိုက်ပြီးလုပ်ကြည့်ပါပထမဆုံးမိနစ်30မှာတင်ချာရဲ့သဘောတရားကွန်းဆက်တွေကိုရှင်းအောင်လုပ်မယ်နောက်ထပ်45မိနစ်မှာတော့လွယ်ကူတဲ့အခြေခံပု္ပ္ပစာလေးတွေကိုတွက်ကြည့်မယ်နောက်ဆုံးမိနစ်30မှာတော့ခက်ခဲတဲ့ပု္ပ္ပစာတွေကိုစမ်းတွက်ကြည့်ပါမယ်တင်ချာကိုစာဖတ်တယ်လို့မလေးလာပဲနဲ့အချိန်သက်မှတ်ပြီးတော့လေ့ကျင့်ခန်းလုပ်တယ်လို့လေးလာမယ်ဆိုရင်နေ့စဉ်အောင်မြင်မှုသေးသေးလေးတွေကနေပြီးတော့စာမေးပွဲခန်းမှာကြီးမားတဲ့အောင်မြင်မှုကိုရလာစေပါလိမ့်မယ်ဒုတိယနီလန်ကတော့ပိုပြီးမှတ်ဉဏ်ကောင်းစေမယ်နီလန်ပါသိပ္ပံနည်းကျအချက်လက်အရတင့်အောင်နောက်ကအချက်လက်တွေကိုခက်ခဲပြန်စဉ်းစားရတဲ့အခါပိုပြီးမှတ်မိတတ်ပါတယ်ပထမဆုံးစာအုပ်ကိုပိတ်ပြီးတော့မှတ်ဉဏ်တွေကနေပု္ပ္ပစာကိုတွက်ကြည့်ပါတွက်ပြီးတော့မှဖော်မူလာကိုပြန်စစ်ပါပြီးရင်တွက်ထားတဲ့ပု္ပ္ပစာကို1ရက်ချာ3ရက်ချာ9ရက်ချာပြီးတော့ပြန်ကြည့်ပါဒါဆိုရင်တင်ချာကိုလားနဲ့ချီပြီးတော့မှတ်မိစေပါလိမ့်မယ်တတိယနီလန်ကတော့ပု္ပ္ပစာကိုဖြည့်ရှင်းတဲ့ပုံစံပါပထမဆုံးပုံစံတူတက်ပြထားတဲ့ example တွေကိုကြည့်ပြီးတော့ဖြည့်ရှင်းတဲ့အဆင့်ကိုနားလည်အောင်လုပ်မယ်ပြီးရင်လွယ်ကူတဲ့မေးခွန်းလေးတွေနဲ့စတင်ပြီးတော့တက်ကြည့်မယ်ပြီးရင်တော့အလဲအလတ်အဆင့်ပု္ပ္ပစာတွေကိုတက်ကြည့်မယ်နောက်ဆုံးမှာတော့ဆောင်ဝေးဝဲအဆင့်ခက်ခဲတဲ့ပု္ပ္ပစာတွေကိုဖြည့်ရှင်းပြီးတော့ငါတင်ချတော်ပါတယ်ဆိုပြီးတော့ကိုယုံကြည်ကြပါအစင်းကြော်ပြီးတော့အခက်ကြီးတွေတန်းသွမ်းမယ်ဆိုရင်တော့တင့်အောင်နောက်ကပြင်ပန်းသွားပါလိမ့်မယ်စတုဒ္ဒနီလန်ကတော့တင်ချတွက်ဖို့ကိုအချိန်ဆွဲတာကိုတားဆီးဖို့တင်ချတွက်ဖို့အချိန်ဆွဲတာကတကယ်ပြဿနာပါဒီဟာအတွက်အဖြေကတော့10မိနစ်တိုင်မှာပေးလိုက်ပါ10မိနစ်ပဲလုပ်ကြည့်မယ်ဆိုပြီးတော့ကိုပြောလိုက်ပါ10မိနစ်ပြည့်သွားတဲ့အခါတင့်အောင်နောက်ကအချိန်ရသွားပြီးတော့ဆက်လုပ်ချင်စိတ်ပေါ်လာပါလိမ့်မယ်ပြင်စမနီလန်ကတော့ဆောင်မီးဝဲအတွက်ကြိုတင်လေ့ကျင့်တာပါဆောင်မီးဝဲမှာစိတ်လှုပ်ရှားပြီးတော့မိမတော်အောင်ဖိအားအောင်မှာလေ့ကျင့်ကြည့်ပါတပတ်ကိုတစ်ခါလောက်ပဲဖြစ်ဖြစ်အချိန်သတ်မှတ်ပြီးတော့မိကုန်းဟောင်းတွေကိုဖြည့်ကြည့်မယ်ကိုတွက်လို့ပြီးတဲ့အချိန်ကိုတေချာမှတ်တမ်းတင်တာပါဒါကဆောင်မီးဝဲခန်းထဲမှာသူများကြီးပြရာခတ်နေချိန်တင့်ကိုတည်ငြိမ်နေစေပါလိမ့်မယ်6ခုမြောက်နီလန်ကတော့ကိုတင်ချညံ့တယ်လို့မပြောဘူးပါငါနေ့တိုင်းတင်ချမှာတိုးတက်လာနေတယ်လို့ပြောပါအမားကြီးဆိုတာကတိုးတက်မှုရဲ့အစိတ်ပိုင်းတွေပါတင်ချပါရမီရှင်တယောက်လို့စတင်တွေ့တော့ပြုမှုလိုက်ပါမကြခင်မှာတင်တကယ်တင်ချပါရမီရှင်ဖြစ်လာပါလိမ့်မယ်အမားတိုင်းကတင် level မြင့်လာနေတယ်ဆိုတဲ့သက်သေပါပဲဒီလမ်းညွှန်တဲ့နေနဲ့ဆိုရင်တင်ကတင်ချလေ့ကျင့်ခန်းတွေကိုအချိန်တဝက်တည်းနဲ့ပြီးအောင်လုပ်နိုင်ပြီးတော့ဆောင်မီးဝဲကိုလည်းလုံးဝမကြောက်တဲ့သူဖြစ်လာမှာပါ